နနက်9:30အညာဒေသရှိတောရကလေးတစ်ခု၏နနက်အာရုံဦးနေမထွက်သေးပေမဲ့အရှိဘက်ကောင်းကင်မှာလာရောင်ပြောက်ပြီးအာယုံဦးရဲ့မိန်ပြပြလေးရောင်စတင်လာပါပြီတောရကလေးရဲ့လမ်းမချင်းလေးပေါ်မှာမြင်းလှဲတန်တွချင်းချင်းလှဲပြီးတန်တရွရွနဲ့အတူလူသူအရိပ်ရောင်တွေတဖြည်းဖြည်းချင်းပေါ်လာပါတယ်လေထဲမှာစိမ့်ရွှေရောင်တန်းနေတဲ့နနက်ခင်းရဲ့အေးမြတဲ့အငွေ့အသက်နဲ့အတူမီးခိုးနဲ့တသင်လေးရောနှောနေပါတယ်ဈေးတဲ့တွေဟာရာသီဒေသထွက်ကုန်တွေဟင်းသီးဟင်းရွက်အသီးအနှံငါးသေးတွေငါးကလေးတွေမုတ်လေးတွေကိုလှဲ့ဆက်ပိန်တို့နဲ့တည်လာကြတယ်တချို့ကတော့လေသမန်နဲ့ရေချောင်းလမ်းကနေတည်လာရတဲ့အတွက်မနက်စောစောကလေးကဈေးခင်းဖို့အလုပ်ရှုံနေကြတယ်ဈေးခင်းပုံကတော့အမိုးကမရှိတဲ့လမ်းဘေးမှာတစ်ဖက်တစ်ချက်တက်ခင်းရောင်းချကြပြီးတချို့ကတော့အိမ်ထဲမှာပဲဆိုင်ဖွေထားကြတယ်ရာသီအလိုက်ထွက်ကုန်တွေကစပါးနန်းပြောင်းစီဆေးစသည်ဖြင့်တစ်နှစ်တစ်ကြိမ်နှစ်ကြိမ်သာရောင်းရတတ်ပြီးနေ့စဉ်သုံးစားနပ်ရိက္ခာတွေကတော့နေ့စဉ်ရောင်းဝယ်မှုရှိနေတယ်ဈေးဝယ်သူတွေကလည်းမနက်စောစောကလေးကလာဝယ်ကြပြီးတချို့ကမိသားစုအတွက်တချို့ကစားသောက်ဆိုင်ဖွေတဲ့အတွက်အလှည့်ကျဝယ်ကြတယ်ဈေးကလေးမှာလူငယ်လေးတွေကမုတ်ကလေးတွေဝယ်စားရင်းအဖိုးဖွားတွေကအသီးအနှံကိုဈေးစစ်ရင်းအမျိုးသမီးတွေကဈေးနှုန်းစစ်ရင်းဈေးသည်နဲ့ဈေးဝယ်သူတို့ရဲ့စကားပြောတဲ့နဲ့စီကားနေတယ်ဈေးရဲ့မြေပြင်ကျင်းမှာတော့မနေ့ကလေးကနေရာယူထားတဲ့ဈေးသည်တချို့မိကိုတစ်ထောင်ထောင်နဲ့ထင်းမီပိုလေးတွေမွေးနေကြပါပြီတချို့ကတော့သူတို့ရဲ့ကုန်ပစ္စည်းတွေကိုချင်းတောင်းတွေခုံတွေပေါ်မှာစနစ်တကျပြင်ဆင်နေကြတယ်ရာသီပေါ်ထွက်တဲ့ခရမ်းချင်ဒီအနီရရဲတွေပဲဒီစိမ့်တောက်တောက်တွေဖယုံဝိုင်းဥလုံးလေးတွေအပြောဖီးအဝါရောင်လေးတွေကမနက်ခင်အလင်းရောင်အောင်မှာတောက်ပလို့နေပါတယ်မိုးမလင်းတလင်းမီအချိန်မှာပဲတောင်သူဦးကြီးတွေအိမ်ရှင်မတွေကျောင်းဝတ်စုံလေးတွေနဲ့ကလေးငယ်တွေတဖြည်းဖြည်းချင်းဈေးထဲကိုရောက်ရှိလာကြပါတယ်တချို့ကလမ်းလျှောက်လာကြသလိုတချို့ကစပိန်တွေမြင်းလှဲတွေနဲ့ရောက်လာကြတာပါသူတို့ရဲ့မျက်နှာတွေမှာမနက်စောစောထားလာရတဲ့ပင်ပန်းမှုအပြင်လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ယူရမယ့်မျှော်လင့်ချက်တွေလည်းရောရှက်လို့နေပါတယ်။အမင်းဆိုင်လေးတစ်ဆိုင်ရဲ့မီးခိုးတလူလူနဲ့အတူကြက်ဥကြော်တဲ့အနံ့ကနှာခေါင်းထဲသို့စူးဝင်လာပါတယ်။ခောက်ဆွဲတဲ့အကူကြီးကပြုံးရွှင်တဲ့မျက်နှာထားနဲ့လာပါပူပူနွေ့နွေ့ခောက်ဆွဲတုပ်လေးစားသွားပါအောင်လို့လှမ်းခေါ်နေပါတယ်။ဝတ်စားဆိုင်အမျိုးသမီးကတော့သူ့ရဲ့ပိတ်စားလေးတွေကိုတယူတရခောက်သိမ်းနေရင်ဖြတ်သွားနေတဲ့လူတွေကိုမျက်စာပြည့်ပြုံးပြနေပါတယ်လူအုပ်ကြားထဲမှာဈေးဝယ်သူတွေကဈေးနှုန်းစုံစမ်းနေကြသလိုတချို့ကလည်းအပေးယူလုပ်နေကြပါတယ်ကလေးငယ်လေးတွေကတော့မိခင်ရဲ့လက်ကိုဆွဲပြီးစားချင်စရာကောင်းတဲ့မုတ်တွေကိုငေးကြည့်နေကြပါတယ်လှဲသမားဦးလေးကတော့သူ့ရဲ့မြင်းလေးကိုရေးတိုက်ပြီးမြင်းဆောင်လေးကိုပြန်လဲပြင်ဆင်နေပါတယ်ဒီတောရွာဈေးကလေးဟာရာသီပေါ်သီးနှံတွေဒေသထွက်ကုန်တွေရောင်းဝယ်ဖောက်ကားရနေရာတစ်ခုတင်တာမဟုတ်ပါဘူးဒါဟာလူတွေရဲ့နေ့စဉ်ဘဝတွေဆုံတွေ့ရာရီမောပျော်ရွှင်မှုတွေဝမ်းနည်းပူဆွေးမှုတွေမျှဝေရာအကူအညီတွေဖလှယ်ရာနှလုံးသားချင်းဆက်သွယ်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်နနက်ခင်းရဲ့နေအောင်ချီနွေနွေလေးကဈေးသူဈေးသားတွေရဲ့မျက်နှာပေါ်မှာရှွန်းလဲနေပြီးသူတို့ရဲ့ရိုးစင်းတဲ့ဘဝတွေကိုပိုပြီးတောက်ပစေပါတယ်နနက်9:50အချိန်မှာတော့နေမင်းဟာတဖြည်းဖြည်းတိုးထွက်လာပြီးအလင်းရောင်တွေဟာဈေးတစ်ခုလုံးကိုလွှမ်းခြုံသွားပါတော့တယ်ဈေးဝယ်သူတွေရဲ့ခြေတံတွေဈေးသည်တွေရဲ့ဟေအော်တန်တွေကုန်ပစ္စည်းတွေရောင်းဝယ်တဲ့အတန်တွေဟာ
တဖြည်းဖြည်းနဲ့ပုံမစီကားလာပြီးတောရွာကလေးရဲ့နိုးထလာတဲ့ဘဝတည်တံအဖြစ်ပဲ့တင်ထပ်သွားပါတော့တယ်။